မင်္ဂလာပါခင်ဗျာအကြံဖက်မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကစစ်တီထမ်းလက်ခံတင်ကြားပေးတော့မယ့်အကြောင်းပြောပြချင်ပါတယ်အကြံဖက်မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကစစ်တီထမ်းလက်ခံပေးမဲ့သတင်းမီဒီယာတွေကတွေ့လရပါတယ်ထိုင်းစစ်တပ်အနေနဲ့အကြံဖက်မြန်မာစစ်တပ်အရာရှိများကိုထိုင်းနိုင်ငံတို့စစ်ဘက်ဆိုင်ရာနည်းပညာများကိုတင်ကြားပေးတော့မှာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတစ်ခုကဖော်ပြရေးသားလာခဲ့ပါတယ်။ထိုင်းစစ်တပ်ကလက်ခံတင်ကြားပေးတော့မဲ့အကြံဖက်မြန်မာစစ်တပ်ဟာပြည်သူတွေကိုကောင်းကျိုးပေးလားပြည်သူတွေကိုဆိုးကျိုးပေးသလားဆိုတာကိုတော့ထိုင်းစစ်တပ်လည်းကောင်းကောင်းလေးနားလည်ထားဖို့ရပါတယ်။ထိုင်းစစ်တပ်ကအနာဂတ်အတွက်မြန်မာစစ်တပ်အကြံဖက်အရာရှိများကိုစစ်ဘက်ဆိုင်ရာနည်းပညာနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုလည်းတင်ကြားဖို့အဆင်သင့်ရှိတယ်လို့ပဲထိုင်းပြည်တမတော်အရာရှိတူကပြောကြားခဲ့ပါတယ်အကြံဖက်စစ်ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ရဲဝင်းဦးဟာဩဂုတ်လ19ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိလာပြီးထိုင်းပြည်တမတော်ကာကွယ်ရေးစစ်ဦးစီးချုပ်နဲ့တွေ့ဆုံခဲ့စဉ်မှာစစ်ဘက်ဆိုင်ရာနည်းပညာနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်စစ်ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ရဲဝင်းဦးဟာထိုင်းနိုင်ငံဘန်ကောက်မြို့ဩဂုတ်လ19ရက်နေ့မှာရောက်ရှိလာပြီးဩဂုတ်လ20ရက်နေ့မှာထိုင်းပြည်တပ်မတော်စစ်ဦးစီးချုပ်နဲ့တွေ့ဆုံခဲ့ပြီးတော့လည်းနည်းပညာဆိုင်ရာအကြောင်းအရာများကိုလည်းတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်မြန်မာပြည်သူတွေကိုနေ့စဉ်ရက်ဆက်ဒုံကျဲတပ်ဖြတ်နေတဲ့မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကစစ်တီတန်းပို့ချပေးတော့မယ်ဆိုရင်တော့ထိုင်းစစ်တပ်ကမြန်မာစစ်တပ်ပေါ်ဘာတွေများညှော်လင့်ချက်ကြီးကြီးထားတယ်လဲမြန်မာစစ်တပ်ကမြန်မာပြည်သူတွေပေါ်ဘာကောင်းကျိုးပေးတယ်လဲဆိုတာကိုထိုင်းစစ်တပ်ကလည်းကောင်းကောင်းကြီးသိမယ်ထင်ပါတယ်ဒါဟာပြောရမယ်ဆိုရင်တော့အကြံဖက်မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကတရားဝင်လက်ခံထားပြီးအကြံဖက်မှုကိုအားပေးအားမြောက်တာအတူတူပဲလို့ပဲဆိုရမှာဖြစ်ပါတယ်ထိုင်းစစ်တပ်နဲ့မြန်မာစစ်တပ်တွေ့ဆုံတဲ့အချိန်မှာဘာတွေပြောကြတယ်လဲထိုင်းစစ်တပ်နဲ့မြန်မာစစ်တပ်တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာစစ်ဘက်ဆိုင်ရာနည်းပညာနဲ့လက်ကျင့်ရေးဆိုင်ရာအစီအစဉ်များကိုထိုင်းစစ်တပ်ကအကြံဖက်မြန်မာစစ်တပ်ကိုတင်ကြားပေးမယ်လို့ပဲသိရပါတယ်ဒါအပြင်အနာဂတ်မှာဖြစ်မည်သောစစ်တပ်တစ်ခုဖြစ်ဖို့အတွက်ထိုင်းစစ်တပ်ကလည်းလိုအပ်တဲ့နည်းပညာတွေကိုတင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဝါရင့်နိုင်ငံရေးသမားတို့ရဲ့တုံ့ပတ်ဆွေးနွေးမှုကိုပြောရမယ်ဆိုရင်ပျက်စီးနေတဲ့မြန်မာနိုင်ငံကိုထိုင်းစစ်တပ်ကဒီထက်ပျက်စီးအောင်အားပေးအားမြောက်တာအတူတူပဲလို့ပဲတချို့သောဝါရင့်နိုင်ငံရေးသမားတွေကလည်းသုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့2021စပြီးမြန်မာနိုင်ငံမှာပြည်ပကဖြစ်လာတဲ့အချိန်မှာထိုင်းစစ်တပ်ကဒီလိုအခွင့်အရေးကိုစောက်စားနေတာကြာပါပြီ။အခွင့်အရေးရတာနဲ့မြန်မာစစ်တပ်ကိုနည်းပညာနဲ့စစ်ဘက်ဆိုင်ရာအကြောင်းအရာများကိုပို့ချဖို့အတွက်အများနဲ့အခွင့်အရေးစောက်စားခဲ့တာပါ။ဒါပေမဲ့နိုင်ငံတကာရဲ့ဖိအားနိုင်ငံတကာရဲ့တွန်းအားတွေကြောင့်ထိုင်းစစ်တပ်ကလည်းပေါ်ပေါ်တင်မလုပ်ဆောင်ရဘူး2025ကစပြီးရွေးကောက်ပွဲပြီးစီးလာတဲ့အချိန်မှာသမ္မတဖြစ်သွားတဲ့မြောက်လိုင်ကယုံကြည်ရတဲ့ရဲဝင်းဦးကိုတပ်ချုပ်အသစ်ခန့်အပ်လိုက်တယ်တပ်ချုပ်အသစ်ရဲဝင်းဦးကမြောက်လိုင်ထက်ဆယ်ဆရက်ဆက်ရုံမှကြံတဲ့ခေါင်းဆောင်ဦးဖြစ်ပြီးမြန်မာပြည်သူတွေကိုမြောက်လိုင်လက်ထက်အရင်ကလုပ်ခဲ့တဲ့အရာထက်ပိုပြီးရုံမှတောက်ကြည့်တယ်ဆိုတာကိုတော့အထူးတလဲပြောကြမလို့ပါဘူးတပ်ချုပ်အသစ်ရဲဝင်းဦးဖြစ်လာပြီးနောက်ပိုင်းမှာမြောက်လိုင်ရက်ဆက်တာထက်ရဲဝင်းဦးကပိုပြီးရက်ဆက်တယ်ဒါကိုထိုင်းစစ်တပ်ကသိပါရက်သားနဲ့အကြံဖက်မြန်မာစစ်တပ်တပ်ချုပ်အသစ်
ပြောရမယ်ဆိုရင်အကြံဖက်စစ်ဦးကြီးချုပ်အပြစ်ဖြစ်နေတဲ့ရုံဦးကိုပြစ်ဆိုလက်ခံခြင်းဟာမြန်မာပြည်သူတွေအတွက်အင်မတန်မှရည်လေးစရာကောင်းပါတယ်ဒီအကြောင်းအရာကိုလူကြီးတူစင်စင်ပြပြောပြရမယ်ဆိုတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံစစ်တပ်ဆိုင်ခေါင်းဆောင်များဟာစစ်ရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများအနေနဲ့စစ်ဘက်ဆိုင်ရာပညာရေးနဲ့လေ့ကျင့်ရေးပြီးတော့အစစ်မီသောစစ်တေတန်းများအစစ်မီသောစစ်သားများကိုပေါ်ပေါက်လာရေးအတွက်ထိုင်းစစ်တပ်ကဒီဇိုင်းမှတင်ကြားပေးတော့မယ်ပြပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးချုပ်ချုပ်ပြီးပြောရမယ်ဆိုတော့မြန်မာစစ်တပ်ကထိုင်းစစ်တပ်စီမှာဘာကြောင့်စစ်တေတန်းတင်ရတယ်လဲဆိုတော့ဒီခုလက်ရှိမြန်မာနိုင်ငံမှာအကြံဖက်စစ်တပ်ကစစ်ဆုံးနေတယ်စစ်ဆုံးနေတဲ့အကြောင်းရင်းကဤပညာအားနည်းလို့ဤပညာအားနည်းတော့စစ်တပ်စီမှာဤပညာတင်ကြားနေတာဖြစ်တယ်ဒါပေမဲ့မြန်မာစစ်တပ်ရဲ့ဖော်ပြချက်တွေမှာကြည့်မယ်ဆိုတော့နေစားပြဿနာဖြေရှင်းဖို့အတွက်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအေးချမ်းသာယာဖို့အတွက်ထိုင်းနဲ့မြန်မာရေစီလက်တွဲညီဖို့အတွက်စစ်တေတန်းတင်ကြားရတာဖြစ်တယ်လို့ဖော်ပြရေးသားလာတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာပြည်သူတွေအတွက်ဝမ်းနည်းစရာပြောရမယ်ဆိုတော့မြန်မာစစ်တပ်ကသိယူနေတဲ့ထိုင်းစစ်တပ်ရဲ့စစ်ပညာမြန်မာပြည်သူတွေအတွက်ဘာပါကောင်းကျိုးမှမရှိဘူးဆိုတာကိုတော့ထိုင်းစစ်တပ်လည်းသိပါတယ်ဒီနည်းအားဖြင့်ပြောမယ်ဆိုတော့အကြံဖက်မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကအကြံဖက်မှုကိုအားပေးအားများတာဒီလိုပဲလို့ပဲပြောရတာဖြစ်တယ်ဒီကနေ့ကျွန်တော်ဒီလောက်ပဲတုံ့သက်ဆွေးနွေးတင်ပြချင်ပါတယ်အဆုံးထိလိုက်ပါကြည့်ကြည့်ကြပါတယ်